Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အိယာထနောက်ကြပါတယ်အချိန်အပြည့်12နာရီလောက်မှနိုးရပေါ့နော်12နာရီမှနိုးတော့တနာရီလောက်မှအပြင်ထွက်ပြီးတော့ကျွန်တော်အင်ချက်ဆရာဝက်ပူတော့ကိုကျွန်တော်အိမ်နာအလုပ်တက်ကိုသွားခဲ့တယ်ဗျဘာစားလို့စားမှမသိဘူးပေါ့နော် like ကြည့်ပြီးတော့ကျွန်တော်စဉ်းစားကြက်နေတာပါဒီမှာကအမဲဥချမ်းတွေရောဘဲသားတွေရောဒီဝက်နံယူတွေရောချက်ချတော့အယူထုတ်ပြီးသားရောအယူမထုတ်ရသေးတာရောစုံနေပေါ့နော်။ဒါဆိုလို့ရှိရင်အယူထုတ်ပြီးသားဝက်ချက်တော့ပေါ့နော်။သူတို့ကဝက်ချက်တော့ကိုမီးမြှိုက်ထားတယ်။ပြီးတော့အယူထုတ်ထားတယ်ခင်ဗျ။ကျင်းကြည့်နေကျွန်တော်ကြက်အမြင့်ကလေးနဲ့ကြက်နှလုံးနဲ့ကအရန်စည်းတန်လို့ကျွန်တော်နှစ်ခုလုံးဝယ်ခဲ့တယ်ပေါ့နော်။ကြော်စားမလို့တော့ပါ။အမဲသားကိုကျွန်တော်ကချက်စားချင်တာပေါ့နော်ဒါကပဲမဲသူကချက်စားတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီအမဲသားအလှပဲရောင်းတာဆိုတော့ကျွန်တော်မဝယ်ခဲ့ပါဘူးပြီးတော့ဒီဘက်မှာလည်းကျွန်တော်ကြည့်လိုက်တာအလှပဲရောင်းလို့ကျွန်တော်မဝယ်ခဲ့ပါဘူးဒါကကြပြန်တော့လဲ steak ပုံစံမျိုးလှုပ်စားမှကောင်းမဲ့ပုံစံဆိုတော့ကျွန်တော်မဝယ်ခဲ့ပါဘူးဒါကတော့ချက်ချက်တော့ပါကျွန်တော်ချက်ချက်တော့ဈေးနဲ့ဒီဝက်ချက်တော့ဈေးနဲ့မတိမ်မရင်กว่าတယ်ပေါ့နော်ဒီမှာကဖြစ်ကြီးငားရလည်းရမ်းတန်တယ်ပေါ့နော်ပေါ်လဲပေါ်တယ်ပေါ့ဒါကတော့1ကီလိုဈေးတွေပဲဖြစ်ပါတယ်ခင်ဗျ63ကျပ်သားပေါ့နော်ဒီမှာမတန်တာကဘာမတန်တာလဲဆိုတော့အိုင်ငားလေးပဲဖြစ်ပါတယ်ငားမျိုးစားမသိပေမဲ့ကျွန်တော်ပင်လယ်ငားဆိုတာတော့ကောင်းကောင်းသိပါတယ်42ဘတ်ဆိုတာတော့မတန်ဘူးပဲပြောရမှာပေါ့ကျွန်တော်ဝက်ချက်တော့စပြုတ်စားချင်တာနဲ့ဝက်ချက်တော့တွေဝယ်ခဲ့ပါတယ်ကျွန်တော်ကအရန်ကြီးများတော့တည်တည်ချာချာယူနေတာပါ view တန်းပုံမှန်ပဲပြုတ်မှာဆိုတော့ကျွန်တော်မချက်ပြတော့ပါဘူးဒါကတော့ကျွန်တော်ကိုယ်တိုင်ဖြော်ထားတဲ့အချင်းလေးနဲ့ကျွန်တော်ကိုယ်တိုင်ပြုတ်ထားတဲ့ဝက်ချက်တော့စပြုတ်လေးပါရန်ကောင်းလို့ဆွဲလိုက်ပါဦးမယ်ကျေးဇူးပါ